အားလုံးပဲမင်္ဂလာပါဗျဒီနေ့ကတော့ကိုရီးယားနိုင်ငံခီးသွွားနေရတခုပါဗျမင်္ဂလာပါဗျဒီနေ့ကတော့ကိုရီးယားနိုင်ငံရဲ့ခီးသွွားနေရတခုပေါ့နော်ကိုရီးယားနိုင်ငံမှာဒီနေ့ကအရင်နာမည်ကြီးတဲ့နေရာတခုလို့ပြောလို့ရတာပေါ့ဒီတောင်ကတော့မြန်မာလိုအခေါ်ဆိုရင်တော့တောင်ကိုးလုံးလို့ပြောလို့ရတာပေါ့နော်ကိုရီးယားနိုင်ငံမှာဒီရီဒါအာအိုဆန်ဆူတောင်ကိုးလုံးဝိုင်းထားတဲ့တောင်လို့လည်းပြောလို့ရတာပေါ့ဒီနေရာကိုသွားမယ်ဆိုရင်ကျွန်တော်တို့ဘူဆန်မှာရှိပါတယ်ဒီနေရာအရင်လည်းနာမည်ကြီးပါတယ်ကိုရီးယားဒီဒရမာကားတွေကြော်ညာရိုက်ကွင်းလို့လည်းပြောလို့ရတယ်ရုပ်ရှင်ရိုက်ကွင်းလို့လည်းပြောလို့ရတယ်ဇက်ကားတွေအများကြီးရိုက်တဲ့နေရာလို့ပြောလို့ရတာပေါ့ဒီနေရာကကိုရီးယားလူမျိုးတွေလည်းအရင်လာပါတယ်နိုင်ငံသားတွေအများကြီးလာပါတယ်တရုတ်ဗီယက်နမ်ထိုင်းကမ္ဘောဒီးယားအင်ဒိုဖိလစ်ပင်းအကုန်လုံးတော်တော်များများလာတဲ့နေရာပေါ့နိုင်ငံပေါင်းစုံလာတယ်ပေါ့ဗျာကျွန်တော်တို့သွားတဲ့နေတော့တွေ့ခဲ့တာဆိုလို့ရှိရင်တော်တော်များများခီးလာလေတဲ့နေရာလို့ပြောလို့ရတော့အဓိကဝါရောကြီးအကျေကြီးပဲတောင်ကိုးလုံးဆိုတော့အကျေကြီးပေါ့နော်ဝါရောကြီးအကျေကြီးဆိုတော့သူကလူတွေကအခုလိုရိုက်ပြနေရှင်းတယ်လို့ထင်ဟိုးကြားတဲ့တွေမှာတွေ့ရမှာလားလူတွေအဲ့လိုကြားတဲ့တွေမှာသူကရှောက်သွားနေကြတာတွေပေါ့ဗျာဒီဝါရောခုလိုကြည်နေတဲ့လူဆိုကိုရီးယားရုပ်ရှင်ကားပေါ့နော်ကိုရီးယားရုပ်ရှင်ကားတော်တော်များများကြည်တဲ့လူဆိုတိမှာပေါ့အခုဆိုဒါခရီးလာတဲ့လူတွေတော်တော်များပါတယ်ဒါကမြန်မာတွေရောအခုကကိုရီးယားထိကင်သွားတာကိုရီးယားတွေရောပေါ့နော်တော်တော်များများလာပါတယ်ဒါရုပ်ရှင်ကားထဲမှာဒီဝါရောကဒီကိုရီးယားဇာတ်ကားကြည့်တဲ့လူဆိုရင်ပေါ့မစိမ့်ဘူးလို့ပြောလို့ရတာပေါ့ကိုရီးယားရုပ်ရှင်ကားတွေထဲမှာတော်တော်များများပါတဲ့ဝါရောပေါ့နော်တော်တော်လေးလဲဒီနာမည်ကြီးတယ်ပေါ့ဒီဝါတော့သွားဖို့နည်းနည်းလှမ်းတယ်လို့ပြောလို့ရတာပေါ့လူတိုင်းလဲကိုရီးယားရောက်နေတဲ့လူတိုင်းလဲမရောက်ဘူးပေါ့နော်ဒါမှမဟုတ်တော်တော်များများတော့ရောက်ဘူးတယ်လူတိုင်းမရောက်ဘူးပေါ့အရန်ဝေးလို့မရောက်ဘူးကြတာပေါ့နော်ဒီဝါတော့သူကကိုရီးယားနိုင်ငံဘူဆန်ဘက်မှာရှိပါတယ်ဒီဝါတော့ကသူကတခုစီကံကြီးတာဝါတော့ထဲမှာသူကအတန်ကျဲကြီးပြောလို့မရပါဘူးပြီးလို့ရှိရင်သူကစီကံချက်တွေကအမိုက်လွတ်ပြေလို့မရပါဘူးအမိုက်ကတော့မြင်တဲ့အတိုင်းပဲကျွန်တော်အကူမတွေဘာတခုမှမရှိဘူးကြိုအိတ်စက်ကူဘာဒီအဒါ CCTV ရှိတဲ့နေရာမဟုတ်တော့မရှိဘဲနဲ့ကိုသူကသူစီကံနဲ့သူပေါ့နော်အကုန်လုံးတန့်ပြန့်နေတာပေါ့တသက်ရဲကလေးပေါ့ဝါတော့တဲ့သွားတဲ့ချိန်ကျရင်သူစဘာဝအတိုင်းလေးပေါ့ဗျာလေကောင်းလေတန်လည်းရတယ်လမ်းလျှောက်ခြင်းတောင်တက်ခြင်းပုံစံမျိုးသွားခြင်းလည်းသွားလေတင့်တဲ့နေရာပေါ့နော်ဒါကတော့ကျွန်တော်တို့အဖွဲ့ပါရှေ့ဖို့တောက်ကြဟိုကကုဆိုကြီးပါဒါကျွန်တော်တို့အဖွဲ့တွေပေါ့နော်ကျွန်တော်ဒီဝါတော့လေးကိုအရင်တစ်ခေါက်ဗီဒီယိုတစ်ပုတ်နဲ့တင်ဦးတယ်ဗျဒါပေမဲ့အခုထပ်တင်ခြင်းလို့ဆိုပြီးကျွန်တော်ကအကုန်လုံးဟိုဖြတ်ပလိုက်ရမှာ2မျိုးလို့ပေါ့နော်ဘာဖြစ်လို့2မျိုးရလာလဲဆိုတော့ဒီကိုရီးယားနိုင်ငံရောက်တော့အမတ်တရခီးတွေသွားထားတာပေါ့နော်